မရင်ကျက်သေးတဲ့စိတ်ဓာတ်တွေရင်ကျက်လာဖို့အတွက်မိတ်ကောင်းဆွေကောင်းရဲ့မိတ်ကောင်းဆွေကောင်းစီကတရားကောင်းစကားကောင်းရဲ့ဒီနေ့ခုလိုပါတယ်ဒါအပြင်ဘက်ကလာတယ်ဒီနေ့ခုရှိရမယ်တဲ့မြတ်စွာဘုရားအဲ့တော့ဒီအပြင်ဘက်ကဟာနဲ့လုံလောက်လာလို့ဆိုမလုံလောက်ဘူးအတွင်းမှာရှိရမယ်ကိုယ့်ရဲ့အရေးချင်းတွေနဲ့ပေါင်းဆက်ရအောင်ကိုယ်မှာအတွင်းကအရေးချင်းတွေဘာတွေရှိရမလဲဆိုသီလဝါကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်လူဆိုရင်လူသီလယဟန်ဆိုလို့ရှိရင်ယဟန်နဲ့ဆိုင်တဲ့သီလကိုချင်းသီလတွေပြည့်စုံရမယ်သီလပြတ်မဲ့အရေးကိုရှောင်ကျဉ်တယ်သီလပြတ်မဲ့အမှုကိစ္စမျိုးအသေးပဲဖြစ်စီအသေးဖွဲလေးပဲဖြစ်စီကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုရှုမြင်နိုင်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ကိုချင်းသီလရှိဒါကအတွင်းအရေးချင်းတစ်ခုသီလရှိရမယ်။နောက်တစ်ခုကဘာလို့ဆိုဝိရိယရှိရမယ်။ပြည့်နေလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။ကိုချင်းသီလတော့ရှိပါရဲ့။တရားထုတ်ရမှာပြည့်နေလေးလာမှပြင်းနေကိုယ်စိတ်ထဲမှာပေါ်လာတဲ့ကိလေသာတွေကိုတွန်းထုတ်ရမှပြင်းနေကိလေသာတွေဖြစ်နေတာကိုဒီတိုင်းလက်ခံထားတယ်ကိလေသာတွေမဖြစ်အောင်ဆုပ်ပိတ်ရမှပြင်းနေဆိုလိုတာတကားပိတ်ရမှလည်းပြင်းနေမပိတ်ဘူးအကုသိုလ်တွေဝင်တဲ့တကားပေါက်တွေမပိတ်ဘူးပြင်းနေပြင်းလို့မပိတ်တာဝိညာဉ်တော်ဝင်ပါစေမျက်စိကဝင်ဝင်နားကဝင်ဝင်နှာခေါင်းကဝင်ဝင်အာယုန်နဲ့ဆက်ဆက်ပြီးတော့ကိလေသာတွေဖြစ်နေတာကိုတွန်းထုတ်မပြစ်ဘူးဆိုရင်ပြင်းတယ်လို့ခေါ်တယ်အေးအဝင်မခံဘူးမျက်စိကမြင်တဲ့အစင်းပေါ်မှာလောဘမဖြစ်စေအောင်ဒေါသမဖြစ်စေအောင်ကြိုးစားတယ်ဒါကိုကြိုးစားတယ်လို့ပြောတာဒီပြင်ကြိုးစားတာလည်းပြောတာမဟုတ်ဘူးနားတွေကကြားလာတဲ့အတန်ပေါ်မှာလောဘဖြစ်အောင်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဖြစ်လာလို့ရှိရင်ဖယ်ရှားပြစ်ဖို့ကြိုးစားတကယ်တော့ကြိုးပမ်းမှု၄ရပ်လို့ဆိုလိုတာပေါ့ကြိုးပမ်းမှု၄ရပ်ဆိုတာသမ္မပဒံတရား၄ပါးကိုပြောတာသမ္မပဒံတရား၄ပါးဆိုတာနံပါတ်1စိုးပိတ်ခြင်းနံပါတ်2ဖယ်ရှားပြစ်ခြင်းဒါကအကုသိုလ်နဲ့ဆိုင်တယ်အကုသိုလ်မဝင်ရအောင်ဆုတ်ပိတ်ရမယ်ဟုတ်တယ်လူတွေအိမ်ထဲမှာအကောင်ပလောင်နေတို့လူဆိုးသူဆိုးမဝင်အောင်ပိတ်ကြတယ်လေတောက်ခတ်ကြတယ်ဆုတ်ပိတ်ချင်းတွေပါလေမဝင်အောင်ပိတ်ကြတယ်သို့တော့ကိလေသာမဝင်အောင်တော့မပိတ်ဘူးတို့ကိလေသာကြတော့တကားဖွင့်ပေးထားတာအမြဲWelcome to forever မြဲတမ်းပဲသူကိလေသာကြတော့ပိတ်ဖို့ရမလုပ်ကြဘူးလေချင်းကြတော့မလာနဲ့ဆိုပြီးပိတ်ထားခြေနှောင်ထဲမှာချင်းလေးတစ်ကောင်ဝင်မောင်းထုတ်တယ်မဟုတ်လားစိတ်ထဲမှာဒေါသဝင်လာရင်မောင်းထုတ်ဘူးသဘောကျအားလာမပြောနဲ့ငါစိတ်တူတယ်လို့သိတာကိုယ်စိတ်တူတာပဲဂုံယူသေးတယ်လေတချို့အေးအခုဝိရိယဆိုဒီမှာအကုသိုလ်တွေမဖြစ်သေးမဖြစ်အောင်ဆုတ်ပိတ်ထားမယ်ဖြစ်လာလို့ရှိရင်လည်းမနိုင်လို့ဝင်လာလို့ရှိရင်လည်းမောင်းထုတ်ရမယ်ဟောဒီနှစ်ခုမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်ဒီ၄ခုကိုသဘောတရားတရား၄ပါးလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ကိုသွားခြင်းပြီဆိုလို့ရှိရင်တော့ခုနကမရင်ကျက်သေးတဲ့စိတ်ဓာတ်တွေရင့်ကျက်ဖို့ရာအတွက်အခုကြိုးစားမှု၄ရက်နဲ့ပြည့်စုံရမယ်ကြိုးစားရမယ်လို့ဒီလိုဆိုလိုတာကြိုးစားတယ်ဆိုတာဘယ်လောက်ထိကြိုးစားရမှာလဲဌာမဝါစွမ်းရည်တတ္တိပြည့်ပြည့်ကြိုးစားရမယ်ဓမ္လပရကမခိုင်ခိုင်မြဲမြဲကြိုးပမ်းအထောက်ရမယ်လုပ်ချင်တဲ့အခါလုပ်မယ်မလုပ်ချင်တဲ့အခါမလုပ်ဘူးဆိုတာမခိုင်ဘူးဒီလိုဆိုလိုတာပေါ့နော်